Platinum sponsor အဖြစ် Daniel Martin မှကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်။ DM နာယာဆိုရင် Daniel Martin နာယာဆိုရင်ဖြစ်ဂျပန်ဆက်ကိုအသုံးပြုထားလို့အည်သွေးတွေနဲ့စိတ်ချရတဲ့ brand တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာ။ Daniel Martin brand ကဆိုလို့ရှိရင်တော့မြန်မာသပင်ပညာကိုတန်ဖိုးထားအားပေးတဲ့အပြင်ဒီ brand နဲ့ customer တွေကြားမှာအမတ်တရားကောင်းလေးတစ်ခုကိုဖန်တီးပေးချင်တာကြောင့်အခုလိုစံရည်မှုပွဲမှာ Platinum sponsor အဖြစ်ပါဝင်အားပေးဖြစ်ခဲ့တာဖြစ်ပါတယ်တစ်ဖက်တစ်လမ်းနေပြီးတော့ကူညီပံ့ပိုးပေးတဲ့ Platinum sponsor ဖြစ်တဲ့ကျွန်တော်တို့ Daniel Martin မှကျွန်တော်တို့လက်ဆောင်ပေးမှာညီလေးတို့ကိုလက်ဆောင်ပေးမယ်နော်ညီလေးတို့လက်ဆောင်ပေးမယ်နိုင်ရတော့အချိန်ကိုကိုစားပြုတယ်ပေါ့နော် sunglass ကတော့လူရဲ့ lifestyle ကိုကိုစားပြုတယ်ဒါကြောင့် Daniel Martin ရဲ့ slogan အတိုင်းကို sign of perfection ဆိုတဲ့အတိုင်းနိုင်ရော sunglass ကိုပြည့်စုံမှုကိုဖန်တီးပေးချင်တာကြောင့်ပါDN sunglass ကို quality ကောင်းပြီးတော့လူအများလက်လန်းမိနိုင်တဲ့ဈေးနှုန်းတွေဖြစ်အောင်လည်းစီစဉ်ထားပါတယ် H23 ဟောတဲ့လူတွေအကောင်လုံးကျွန်တော်တို့ရှေ့မှာရှိရဲ့ DM ကျွန်တော်တို့ရဲ့ကောင်းလာမှာတားပြီးတော့ထုတ်ယူလို့ရပါတယ်ခင်ဗျာညမှန်အလက်20ပါနိုင်10လုံးပါကျေးဇူးပြုပြီးရှိပါတယ်ကျေးဇူးများတင်ပါတယ်ဟုတ်ကျေးဇူးများဟုတ်ဒီစားလေးဝတ်ပါမယ်Daniel Martin brand ကဆိုလို့ရှိရင်တော့မြန်မာသပင်ပညာကိုတန်ဖိုးထားအားပေးတဲ့အပြင်ဒီ brand နဲ့ customer တွေကြားမှာအမတ်တရားကောင်းလေးတစ်ခုကိုဖန်တီးပေးချင်တာကြောင့်အခုလိုစံရည်မှုပွဲမှာ Platinum sponsor အဖြစ်ပါဝင်အားပေးဖြစ်ခဲ့တာဖြစ်ပါတယ်ဒါဒီဆန်လေးတဲ့တွေကိုဒီကွက်ထဲမှာနော်ဘယ်တော့မှမဖြစ်ဘူးဟုတ်စက်တင်ဘာလထဲမှာ official launch ပြုလုပ်သွားမှာပါ official launch လုပ်မဲ့ရက်အတိအကျတော့ Daniel Martin ရဲ့ official page တွေကနေပြီးတော့ထပ်ပြီးကြေညာပေးသွားပါမယ်နိုင်ရတော့အချိန်ကိုကိုစားပြုတယ်ပေါ့နော် sunglass ကတော့လူရဲ့ lifestyle ကိုကိုစားပြုတယ်ဒါကြောင့် Daniel Martin ရဲ့ slogan အတိုင်းကို sign of perfection ဆိုတဲ့အတိုင်းနိုင်ရော sunglass ကိုပြည့်စုံမှုကိုဖန်တီးပေးချင်တာကြောင့်ပါDaniel Martin ဘက်ကနေပြီးတော့ဒီစမ်းရည်မူရဲ့ fan လေးတွေအတွက်လက်ဆောင်ပစ္စည်းလေးစီစဉ်ပေးထားရပေါ့နော်အဲ့ဒါကြတော့ညီမတို့ဒီ Daniel Martin ရဲ့ TikTok နဲ့ YouTube ကို follow နဲ့ subscribe လုပ်ပေးရတယ်ညီမတို့ဘက်ကနေပြီးတော့စမ်းရည်မူမျက်နှာနဲ့ပေါ့နော် T-shirt ကလေးရဲ့ပြီးတော့ဒီ Daniel Martin ရဲ့ fan လေးရဲ့ပေးသွားမှာပေါ့နော်စမ်းရည်မူ T-shirt ကကြတော့ဒီလိုမျိုးလေးဒါတော့လုံးဝအဲ့လိုမျိုးစမ်းရည်မူ fan တွေအတွက်လုံးဝအကြိုက်ဖြစ်မယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုး T-shirt ကလေးနဲ့ညီမတို့ဘက်ကဒီ Daniel Martin ရဲ့ fan လေးနဲ့လက်ဆောင်ပေးသွားမှာဖြစ်ပါတယ်sponsor အဖြစ် Daniel Martin မှကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ် DM နာယာဆိုရင် Daniel Martin နာယာဆိုရင်ဖြစ်ဂျပန်ဆက်ကိုအသုံးပြုထားလို့အည်သွေးတွေနဲ့စိတ်ချရတဲ့ brand တစ်ခုပဲဖြစ်ပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်Daniel Martin ကတော့နိုင် brand တစ်ခုအနေနဲ့မဟုတ်ဘဲနဲ့လူရဲ့ lifestyle ကိုပုံပြီးပြည့်စုံစွာဖန်တီးပေးခြင်းတဲ့အတွက်ကြောင့် sunglass ကိုထပ်ပြီးတိုးချဲ့ဖြစ်တာပါ fashion trend နဲ့ live ဖက်ပြီးတော့ကိုယ့်ရဲ့ personal style ကိုပေါ်လွင်စေတဲ့ design မျိုးစုံပါဝင်လာမှာဖြစ်ပါတယ်quality design ရော comfort ရောသုံးခုစလုံးကိုအဓိကထားပါတယ်နေ့စဉ်အသုံးပြုလို့ရမဲ့ iWear မျိုးဖြစ်အောင်လည်းစီစဉ်ထားပါတယ်ရှင်တစ်ဖက်တစ်လမ်းနေပြီးတော့ကူညီပံ့ပိုးပေးတဲ့ Platinum sponsor ဖြစ်တဲ့ကျွန်တော်တို့ Daniel Martin မှကျွန်တော်တို့လက်ဆောင်ပေးမှာညီလေးတို့ကိုလက်ဆောင်ပေးမယ်နော်ညီလေးတို့လက်ဆောင်ပေးမယ်လက်ဆောင်ပေးပါ Daniel Martin DNI ကိုတော့အမျိုးမျိုးနယ်နယ်မှာရှိတဲ့ချယ်ရူးနိုင်ရောင်းဆိုင်များနဲ့ရောင်းကိုယ်စားလှယ်ဆိုင်များမှာဝယ်ရရှိနိုင်ပါတယ်။ DN sunglass ကိုလည်းမကြခင်မှာပဲချယ်ရူးရဲ့အရောင်းဆိုင်ချို့မှာစတင်ပြီးတော့မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ဝယ်ယူနိုင်တော့မှာဖြစ်ပါတယ်ရှင်။ DN sunglass ကို quality ကောင်းပြီးတော့လူအများလက်လန်းမိနိုင်တဲ့ဈေးနှုန်းတွေဖြစ်အောင်လည်းစီစဉ်ထားပါတယ်။ official launch ပြီးလို့ရှိရင်တော့စိန်ကျုံ City Mall, Time City 26 မန္တလေးနဲ့ Ocean မန္တလေးစတဲ့ cherry ဆိုင်ခွဲတွေမှာဝယ်ယူရရှိနိုင်အောင်လို့စီစဉ်ပေးသွားမှာဖြစ်ပါတယ်။တကယ်လို့ဆိုင်လာဖို့ခက်ခဲရှိတဲ့သူတွေကိုလည်း online ကနေပြီးတော့ဝယ်ယူရရှိနိုင်အောင်လည်းစီစဉ်ထားပါတယ်။ဟိုရေခွက်တွေရှိတယ်။ဘာမှမလုပ်လဲ။ဒီမျိုးသားဆိုင်ရဲ့ဟုတ်
ချစ်ရတဲ့ကောင်းပါလေးပါနေတယ်ဟုတ်လေကိုပဲချစ်စိတ်ကိုဖြီးပါမယ်လို့ပြောပြီးပါကိုမပြောရဘူးဟုတ်ကြားတယ်ဟုတ်လားကြားလားအကြားတယ်ချစ်ရင်မကွယ်မချစ်ရင်မပန်းနဲ့အဲ့ဒါကိုအတွေ့အချင်စောင့်နေတယ်ဆန်ဂလက်စ်လေးတွေကျွန်တော်တို့လက်ဆောင်ပေးမှာဖြစ်ပါတယ်ဝါလက်လားငါလည်းအဲ့လိုမျိုးလက်အောင်ခေါ်တာDennis Martin ကအရင်ကနာရနေပြီးတော့အခု Sunglass အကိုထပ်ပြီးတော့ထုတ်လိုက်တယ်ဆိုတာက Dennis Martin lifestyle brand တစ်ခုကိုနောက် challenge တစ်ခုကိုထပ်ပြီးတော့ပေါ့နော်အစပြောလိုက်တယ်လို့ပြောလို့ရပါတယ်။နောက်ထပ်တွေလည်း Dennis Martin ကနေပြီးတော့ lifestyle အနေနဲ့ပေါ့နော်ဘယ်လိုမျိုး brand တွေထပ်ပြီးတော့ထပ်ထုတ်လာမယ် Dennis Martin နောက်ထပ် sign of profession တွေကဘာတွေဖြစ်မလဲဆိုတာကိုတော့နောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ဖော်ထုတ်သွားကြပါရှင်။ Dennis Martin ရဲ့ slogan အတိုင်းပဲ sign of perfection ဆိုတဲ့အတိုင်း Dennis Martin နိုင်နဲ့ sunglass ကပြည့်စုံမှုကိုယူဆောင်လာပေးနိုင်မှာပါ။တော့ DNI 10လုံးနဲ့ DM sunglass အလက်20တော့မဲပေါက်ပေးမှာဖြစ်ပါတယ်။အော် M 14နှခုံး M 14တစ်ချက်လောက်ရှိလား။ဟုတ်မှာ။ဟုတ်မှာ။ကြောက်နိုင်တယ်။နိုင်ပြီပြီဟုတ်ပြီ။ Okay ဒီတော့ကြောင်းမြန်နေတယ်လို့ပြော။3မြေဆောင်ဆက်ချ။ H23 ဟောတဲ့လူတွေအကောင်လုံးကျွန်တော်တို့ရှေ့မှာရှိတဲ့ DM ကျွန်တော်တို့ရဲ့ကောင်းလာမှာသွားပြီးတော့ထုတ်ယူလို့ရပါတယ်ခင်ဗျာရက်မှန်အလက်20ပါနိုင်10လုံးပါကျေးဇူးပြုနေရှိပါတယ် Dennis Martin ကိုအခုချိန်ထိနိုင် brand တစ်ခုအနေနဲ့အားပေးလာခဲ့တဲ့ပရိသတ်တွေအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ပြီးတော့ Dennis Martin ကတော့နိုင်တစ်ခုလည်းအနေနဲ့မဟုတ်ဘဲနဲ့နောက်ထပ် lifestyle ကိုကိုစားပြုတဲ့ product အသစ်တစ်မျိုးကိုမိတ်ဆက်တော့မှာဖြစ်ပါတယ်အဲဒီအသစ်ထွက်ရှိလာမယ့် product လေးကိုလည်းအားလုံးစောင့်မျှော်ပြီးတော့အားပေးကြပါအောင်လို့ပြောချင်ပါတယ်ရှင်အားလုံးသဘောကျနှစ်သက်မဲ့brand တစ်ခုကိုယူဆောင်လာပေးမှာပါဘယ်လို style တွေဘယ်လိုမျိုးပုံစံမျိုးတွေပါမယ်ဆိုတာတော့မကြခင်မှာအားလုံးနဲ့တူညီကြရမှာဖြစ်ပါတယ်အဲ့ဒီလေးတွေကျဲပေးမယ် Shot!